ပါဇက်တစ်ခုလုံးကိုစိန်တွေနဲ့ဖုံးအုပ်ထားတဲ့ခွေးဘူးလေးကိုကြည့်လိုက်ပါဒါဟာတဲ့အိမ်နာကအိမ်မွေးတရိတ်ဆန်ခွေးမဟုတ်ပဲအရှိအလဲပိုင်းကအချမ်းသာဆုံးတထေးကြီးရဲ့အသေးကြော်လေးဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ရဲ့နာမည်ကတော့ Cariadois Carriares ဖြစ်ပြီးဒေတာခန်တွေကသူ့ကိုလန်ရှောက်ငွေဆက်လို့တင်စားခေါ်ဝေါ်ကြပါလေသူ့ရဲ့ကြွယ်ဝမှုကဘလောက်တောင်ကြောက်ခမန်းလိလိဖြစ်လဲဆိုတာကြည့်ရအောင်သူ့အမြင်မှာစိန်ခံကားတွေဟာကစားစရာအယုတ်တွေလိုဟိုနေရာဒီနေရာမှာပြန့်ကျဲနေပါတယ်ဧကပေါင်းများစွာကျဲတဲ့သူအာဖစာကွင်းကြီးကကားတွေနဲ့ပြည့်နေပါတယ်သူ့ရဲ့အမာခံပရိသတ်တွေကိုရွှေစစ်စစ်နဲ့လှုပ်ထားတဲ့ပြန်ကားတွေကိုအလွယ်တကူလက်ဆောင်ပေးပါတယ်တိထက်ပိုပြီးစမ်းကြဲတာကသူ့ချစ်သူအသေးရဲ့မင်္ဂလာပွဲမှာတစုံတစ်ယောက်ကမင်္ဂလာဆောင်ပျော်ရွှင်ပါစေလို့အဝေးကနေអော်လိုက်တာနဲ့နောက်တစ်စက္ကန့်မှာပဲရွှေတုံးပေါင်100နဲ့လှုပ်ဝက်လက်ဆောင်အိတ်ကြီးတစ်အိတ်ကိုလက်ခံရရှိခဲ့ပါတယ်အဲ့ဒီအိတ်ကအရန်လေးလံလုံးလို့ပို့ဆောင်ရေးသမားတော်မကြိုးတစ်ချက်ဖြစ်သွားခဲ့ရပါလေဒီတော့မေးစရာရှိတာကဒီလူကြီးပါကြောင့်ဒီလောက်ရဲ့ရောနေတာလဲတခြားလူတွေကသူတို့ရဲ့ချမ်းသာမှုကိုဗတ်စာအုပ်နဲ့တိုင်းတာနေချိန်မှာသူကတော့အရှိအလဲပိုင်းတစ်ခုလုံးနီးပါးကိုလွှမ်းခြုံထားတဲ့ရေနံတွင်းတွေကိုပိုက်ဆိုင်ထားပြီးရွှေတွင်းတွေကလည်းငွေကိုင်းတွေတောင်ရေတွက်လို့မကုန်တော့အောင်များပြားလှပါတယ်သူ့ဘီရိုထဲမှာအဝိစာဖက်နှက်ဒါမှမဟုတ်အိတ်တွေမရှိပါဘူးအားလုံးကရွှေတွေနဲ့ပတ်စံတွေကြီးပါပဲသူနေတဲ့အိမ်ရဲ့နိုင်ငံတိုင်းမှာရွှေနဲ့စိန်တွေစီချထားပြီးအိမ်သုံးဆောင်ပစ္စည်းအားလုံးကိုလည်းရွှေနဲ့ပဲမာယူပြုလုပ်ထားတာပါသူ့ရဲ့စားတော့မှကုကုံစံကတော့ယူတိုလောက်အောင်ကိုကြီးကျယ်ခမ်းနားပါတယ်ကော်ဖီဖြစ်စေအကောင်းစားအမဲသားဖြစ်စေအရာရာလိုင်းကိုရွှေလွှာထူထူနဲ့ဖုံးအုပ်ထားရပါတယ်တစ်ဖက်လောက်စားလိုက်တာနဲ့ကိုမျက်စိတွေကျိမ့်ဆက်သွားနိုင်ပါတယ်ရိုးရိုးသားသားပြောရရင်သူ့ရဲ့ကြွယ်ဝမှုဟာဖေဟာသခင်တော်ခေါင်းခါသွားလောက်ပါတယ်ဒီလောက်ချမ်းသာကြွယ်ဝမှုတွေကိုတင်းရုပ်တရက်ပိုင်ဆိုင်ခဲ့မယ်ဆိုရင်အားလုံးကိုသုံးဖို့တင်မှာဘယ်လောက်ကြာမလဲ